Miss Universe မြန်မာမှာအားလုံးအနိုင်ယူဖို့ခွဲစိတ်ဖြစ်ဖြစ်မှုတွေစတင်လုပ်ခနေပြီဖြစ်တဲ့ပဲခူးတိုင်းကိုစားပြုအလှမဲခေယသနာဆိုမင်္ဂလာပါပရိသတ်လေးတို့ရေခေယသနာဆိုကတော့အလန်းစာခရုံးကိနဲ့ Miss Universe ခရောင်းကိုတင်ပိုက်ဖို့စူးစမ်းနေသူတယောက်လည်းဖြစ်ပါတယ်ခီတလောကမှာပရိသတ်ခိုင်မာနဲ့ရက်တည်ခဲ့တဲ့ခေယသနာဆိုကတော့အလှမဲလောကကိုဝင်ရောက်လာချိန်မှာတော့ဝေဖန်မှုတွေကထင်မထားလောက်အောင်ပြင်းထန်ထားခဲ့တာပါအလှမဲတယောက်ဖြစ်ဖို့ကအခုခေတ်မှာလွယ်လုံးနေပေမဲ့တကယ်အရေးချင်းရှိတဲ့အလှမဲတယောက်ပရိသတ်အားပေးမှုကိုကြားတဲ့အလှမဲတယောက်ဖြစ်ဖို့ကထင်သလောက်မလွယ်ကူပါဘူးနော်ခေယသနာဆိုကတော့မလွယ်ကူတဲ့အလှမဲလောကကိုခရုံးကိနဲ့ယုံကြည်မှုရှိဝင်ရောက်လာခဲ့ရလည်းဖြစ်ပါတယ်သူများတွေကအလှချင်းပြပြီးအမိုက်စားပုံစံနဲ့လာပြန်ကြပေမဲ့ခေယသနာဆိုကတော့တီလာရှင်ထွက်ပြီးတာနဲ့ဝင်ရောက်ရှင်ပြန်ခဲ့ရလည်းဖြစ်ပါတယ်ပရိသတ်တွေကတော့သူ့ရဲ့ပြန်ဆိုင်မှုကိုတော့အာမပေးတာအသေးချပါပဲသူရှင်မြန်တဲ့ပွဲကနာမည်ကြီးပွဲတစ်ပွဲဖြစ်တဲ့ Miss Universe မှာဝင်ပြခဲ့ပေမဲ့သူ့ရဲ့ပုံစံကအကွမ်းစရာဖြစ်နေခဲ့တာမို့ဝေဖန်ခဲ့ရလည်းဖြစ်ပါတယ်။ခေယသနာဆိုကတော့အောင်မြင်တဲ့အလှမတယောက်ဖြစ်ချင်ပေမဲ့အလှမတယောက်မှရှိတဲ့ B4 လုံးကတော့မရှိပါဘူးနော်။သူကတော့အိမ်နာခွဲတစ်ခုလက်တယောက်ဖြစ်ပေမဲ့သူ့ရဲ့အလှကိုယုံကြည်မှုရှိနဲ့ Miss Universe မှာပဲခူးကိုစားပြုနေနဲ့ရှင်မြန်ခဲ့ရလည်းဖြစ်ပါတယ်။ခေယသနာဆိုကတော့ပရိသတ်တွေရဲ့လောင်ပြောင်ခဲ့ရမှာဆိုလို့ Miss Universe ပဲခူးမှာခရောင်းရမှာပရိသတ်တွေကိုအတိပေးလာခဲ့ရလည်းဖြစ်ပါတယ်။ပရိသတ်တွေရဲ့အမြင်မှာတော့သူ့ရဲ့ပုံစံကအလှမေတ္တာဖြစ်တဲ့ပုံမဟုတ်သလိုခရောင်းလည်းမရတဲ့မှုဆိုပြီးဝေဖန်မှုတွေမြင့်တက်နေခဲ့ပြီလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့အလှမေတ္တာဖြစ်ဖို့လိုအပ်ချက်တွေအများကြီးရှိနေတဲ့ခေယသနာဆိုရဲ့ပုံစံကိုထောက်ပြနေကြပေမဲ့ခေယသနာဆိုကတော့တိတ်လက်မခံချင်ပါဘူး။သူ့ရဲ့စိတ်ထဲမှာတော့ပရိသတ်တွေကသူ့ကိုဝေဖန်တာလိုအပ်ချက်တွေကြောင့်မဟုတ်ပဲတခုလက်ဆိုတဲ့ဖြစ်တဲ့မှုကိုဝေဖန်နေဆိုပြီးအထင်မှားနေကြရလည်းဖြစ်ပါတယ်။ခေယသနာဆိုကတော့လိုအပ်ချက်တွေရှိရဆိုတာကိုလက်မခံချင်ပေမဲ့ဝေဖန်သူတွေကတရက်တက်တရက်ပုံများလာတာမို့ပြစ်ပြစ်မှုတွေကိုစတင်ပြီးလောက်ကနေပြီလည်းဖြစ်ပါတယ်။ခေယသနာဆိုကတော့ဝေဖန်တဲ့နေကြောင့်စိတ်မပြတ်သွားပဲအကောင်းဆုံးနေဖြစ်အောင်ခွဲစိတ်ပြစ်ပြစ်မှုတွေကိုစတင်လောက်ကနေပြီလည်းဖြစ်ပါတယ်။ဝေဖန်သူတွေဘလောက်များများအောင်မြင်တဲ့အလှမေတရားဖြစ်နေတာမို့အခုဆိုရင်နှာခေါင်းခွဲစိတ်ပြစ်ပြစ်မှုကိုလောက်ကန်ခဲ့ပြီလည်းဖြစ်ပါတယ်။ခေယသနာဆိုကတော့ Miss Universe Crown ကိုစောင်းနိုင်ဖို့စိတ်သက်ပိုင်းဆိုင်ရာ confidence ရှိပေမဲ့လိုအပ်မဲ့ထင်တဲ့အရာတွေကိုစတင်ပြီးပြုပြင်နေပြီလည်းဖြစ်ပါတယ်။အခုချိန်မှာ Miss Universe ပဲခူးဖြစ်နေပြီမို့ Miss Universe မြန်မာဖြစ်ခွင့်ရဖို့ပြုပြင်ပြောင်းလဲမှုတွေကိုစတင်ပြီးလောက်ကန်နေပြီလည်းဖြစ်ပါတယ်။ခေယသနာဆိုကတော့လိုအပ်ချက်တစ်ခုချင်းစီကိုပြုပြင်မှုစူးစမ်းနေပြီဖြစ်တယ်လို့အခုကတော့ပထမဆုံးခြေလှမ်းအနေနဲ့အရေးကြီးတဲ့အစိပ်ပိုင်းကိုစာပြီးပြုပြင်နေရလည်းဖြစ်ပါတယ်။သူကမျက်နှာပိုင်းမှာလေးလိုအပ်ချက်ရှိတယ်လို့ body ပိုင်းမှာလေးလိုအပ်ချက်ကအများကြီးပါပဲ။ခါးရည်တင်ရည်ခြေသလုံးရည်ကကြပြည့်ရဖြစ်နေရမို့တေချာပြုပြင်မှုလိုအပ်အောင်ပါပါနော်။အရေးကြီးတဲ့နေရာကိုခွဲစိတ်ပြုပြင်မှုတွေစတင်လုပ်ကနေပြီဖြစ်တယ်လို့ကြံတဲ့နေရာတွေကိုလည်းလိုအပ်တယ်လို့ပြုပြင်သွားဖို့ဆုံးဖြတ်ထားလည်းဖြစ်ပါတယ်။ခေယသနာဆိုကတော့လိုအပ်တာတွေကိုအကုန်ပြုပြင်ပြီး Miss လောကမှာဆရာတဆူဖြစ်အောင်ကြိုးပမ်းတော့မှလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာလိုက်ပြစေ။အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်